Xiaomi Redmi China phone တွေမှာအသုံးဝင်ပြီးလူသိနေတဲ့အချက်၃ချက်ဖုန်းကိုပုံမှန်ထက်သုံးရတာ3-4ဆလောက်ပို့ပြီးတော့မြန်နေဆိုရင် setting လေးတွေကိုဝင်မယ်အောက်လေးကိုဆွဲပြီးတော့ additional setting လေးတွေကိုသွား accessibility တွေကိုဝင်ပြီးတော့ vision လေးတွေကိုသွားအောက်ထိဆွဲပြီးတော့ဒီမှာရှိတဲ့ remote animation လေးကိုဖွင့်ပေးလိုက်မယ်ဆိုရင်တော့ဖုန်းကပုံမှန်သုံးရတာထက်3-4ဆလောက်ပို့ပြီးတော့တက်သွားပါလိမ့်မယ်လက်တက်ပြီးတော့သချင်းနှားထောင်တဲ့အခါမှာတစ်ဖက်ကအတန်ကြားရပြီးတစ်ဖက်ကအတန်မကြားရတာမျိုးဖြစ်နေရဆိုရင် additional setting တွေက accessibility လေးတွေကိုဝင်ဒီမှာရှိတဲ့ hearing လေးတွေကိုသွား audio balance ကိုအလဲတက်ထားလိုက်မယ်ဆိုရင်တော့လက်တက်တစ်ဖက်ကအတန်ကြားပြီးတစ်ဖက်ကအတန်မကြားရတာမျိုးမဖြစ်တော့ပါဘူးဖုန်းထဲကို message ဝင်လာတာပဲဖြစ်ဖြစ်အခုလိုမျိုးအတန်ချဲတဲ့ခလုတ်ကိုနှိပ်လိုက်တဲ့အခါမျိုးမှာပြောင်းမသွားဘဲနဲ့အကြာကြီးပေါ်နေရဆိုရင် additional setting တွေက accessibility တွေကိုဝင် physical တွေကိုသွားပြီးတော့ time to take action လေးတွေကိုဝင်ပေးရပါမယ်2 minute ဖြစ်နေရလေးကို default လို့ပြောင်းပေးလိုက်မယ်ဆိုရင်တော့ညီမတို့ခုနကလိုမျိုးအတန်ချဲတဲ့အခါမှာအကြာကြီးပေါ်နေမှာမဟုတ်တော့ပါဘူးအခုလိုမျိုး Lego Yoshi နဲ့ tips and tricks လေးတွေကိုအမြဲတမ်းတက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်သွားပြီးမရအောင်နော်နောက်ထပ် video လေးမှာပြန်တွေ့ကြပါမယ်ရှင်အားလုံးပဲတတန်